ဒီဘက်ကိုမေဒေတာရဲ့ဒီမွမ်းနာချင်းလေးတို့သင်သားခေါ်ကြတဲ့ဒီဘက်ဓမ္မစရစ်တွေအကြောင်းကိုပြောပြပေးတော့မှာပါသူတို့ဟာဘာဘောက်ခပေးထားတဲ့ရှင်သခင်တွေနဲ့ပို့တူပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကနေတည်ရှိခဲ့တာဖြစ်ပြီးဗုဒ္ဓဘာသာတဏ္ဍာကြီးတွေအရဒီဘက်ဓမ္မစရစ်တွေဟာဖုန်လို့ကြီးတွေရဲ့လူဝင်သားတွေဖြစ်တဲ့လူတော်ယုံကြည်ကြပါတယ်ဒီဘက်ဓမ္မစရစ်တွေဟာတသက်မှာသခင်တယောက်ပဲရှိရလို့လူတီများပါလေဒီဘက်ဒီမှာညင်းနေပေမဲ့ငါပဲရောက်ရင်တော့သူတို့ရဲ့ပင်ကိုပိစားကနှိုးထားလာပြီးလည်းပဲချွတ်ချော့သူပဲရောက်ကိုမစိုးလူဖြစ်စေတောအန်ဒေဆန်တွေကိုဖြစ်စေညို့တကြီးနဲ့တိုက်ခိုက်တယ်ပါလေဒီဘက်တန်ရဲ့ဟောင်းသားဟာဂျီဒီခုကိုတည်တဲ့လူမျိုးဖင်းထွန်နေရကြောင်းဒီလိုမြေကြဝေးကြီးကတော့သူတို့ရဲ့အတန်ကိုကြားနိုင်ပါလေအဲ့ဒီအတန်ကတင်နန်းသူကိုနောက်ဆိုသွားစေဖို့လုံလောက်ပါလေဒီဘက်တမက်စတဲ့ကောင်ကိုဝေးရချင်းခွနဲ့အောင်မတူပဲချင်းလေးတကောင်မျိုးရဲ့လမ်းရှုပ်ပေါလို့မျိုးခံရမှာပါဒီကောင်ကမတ်တက်ရက်လာရင်လူတယောက်နေပန်းမြေမှာတဲ့သူတို့ရဲ့ရဟ30လက်မထမရှိပြီးလေကျင်အဖြစ်ပေါင်150ကျော်ရှိပါတယ်ဒီဘက်တမက်စတဲ့ရဲ့ကာယဟာခမန်းကြီး950ပြည့်စံကျော်မှရှိပါတယ်ဒါကြောင့်ကဘာကာယပြင်းလို့ခွေးစင်းနေတဲ့မှာထိဆုံးမှာပေါင်းမှာလေဒီဘက်တမက်စတဲ့ရဲ့လေပင်တစ်ဝိုင်မှာထူရဲလာတဲ့ငွေကြီးဟာချင်းလေးလေးစမွဲတွေကိုဖောက်ထွက်နေတဲ့ပြီးဒါဟာတိုက်ပွဲဖြစ်တဲ့အခါတခြားဒိစံတွေကသူ့ရဲ့လေပင်ကိုကဲလိုမြောင်းသဘောဝပေးထားတဲ့တန်ချက်ကာတွေပဲရှိပါတယ်ဒီဘက်တန်နေရာအပြင်မိုင်းကိုကြည့်လိုက်ရင်ကြောက်ဖျားကုန်မိမယ်မိသားစုဝင်တွေတွေ့တော့သူတို့ဟာရေယာမယုံကြည်တွေပါမိသားစုတွေကကလေးတွေကိုလွန်တိကန်ပြီးစောင့်ရှောက်တယ်ပါလေဒီလိုဟာတခြားခွေတွေလို့အကြောင်းမဲ့ဟောင်းနေတဲ့တွေခွေမျိုးမဟုတ်ပဲအင်းရဲ့တောင်းနေရာမှာတီတီငင်းငင်းနဲ့ခက်ခက်ညံ့ညံ့ထန်နေတတ်တာဟာအင်းရဲ့ဂုံတက်တွေကိုစောင့်နေပါလေချင်းဒီကောင်လို့ခံရပြီးငိုလေးတွေကိုတက်ခတ်နိုင်တဲ့တက်တွေရှိကတခင်ဘောတက်ပေးပြီးတက်ဆာရှိမယ်ကိုရန်တော်စုတီတော်ကြီးတယောက်ကိုပန်းဆန်ရတဲ့လိုမျိုးခံစားချက်ကိုလည်းခွေးမှုစိတ်ကမှမပေးနိုင်ပါဘူးသူတို့ရဲ့ကာယပြည့်စံကျွမျက်နှာတွေထက်သူတို့ရဲ့တက်ဆာရှိမှုဟာပိုပြီးအားပြင်းတယ်လို့ဆိုရမှာပါပဲဟုတ်ကဲ့ဒီလိုဆုံးမသားဖို့ကောင်းတဲ့လူတီနဲ့တည်တဲ့ဂိုင်တော်တွေအကြောင်းကိုရွေးချက်တင်ပေးနေတာဖြစ်လို့ဗီဒီယိုတင်တဲ့တီအောင် FR ဂိုင်တော်မြန်မာ channel ကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာ